လွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကအမေရိကတိုက်အလယ်ပိုင်းတောနက်ကြီးတွေထဲတိုးတက်ခဲ့တဲ့ရှင်ကျေးမှုတစ်ခုရှိခဲ့ပါတယ်။သူတို့ဟာကြီးမားတဲ့အဆောက်အအုံတွေကိုတည်ဆောက်နိုင်ခဲ့ပြီးကျယ်တွေကိုလိလာနိုင်ခဲ့ကြသလိုအချိန်တွက်တဲ့ကလန်ဒါစနစ်ကိုတောင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ဒီရှင်ကျေးမှုကိုတော့မာယာရှင်ကျေးမှုလို့ခေါ်ပါတယ်။ဒါပေမဲ့ဒီလောက်တိုးတက်ခဲ့တဲ့ရှင်ကျေးမှုကြီးဟာတနေ့မှာတဖြည်းဖြည်းပျောက်ဆုံးသွားခဲ့ပါတယ်။ဘာတွေဖြစ်ခဲ့တာလဲ။ဒီနေ့ဗီဒီယိုမှာတော့မာယာရှင်ကျေးမှုပျောက်ဆုံးသွားရတဲ့အကြောင်းရင်းကိုရှင်းပြပေးသွားပါမယ်။မာယာရှင်ကျေးမှုဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်များစွာကတည်းကစတင်ပေါ်ဖော်လာခဲ့တာပါ။ယနေ့မက္ကဆီကို၊ဂွာတီမာလာ၊ဘီလီစ်၊ဟွန်ဒူရပ်စ်သူတို့နေထိုင်ခဲ့ကြပါတယ်။အစပိုင်းမှာတော့ရွာငယ်လေးတွေလိုပဲရှိခဲ့ပါတယ်။ဒါပေမဲ့အချင်းကြာလာတာနဲ့အမျှမာယာလူမျိုးတွေဟာစိုက်ပျိုးရေးအင်ဂျင်နီယာပညာနဲ့နက္ခတ္တဗေဒပညာတွေမှာအလွန်တိုးတက်လာခဲ့ကြပါတယ်။မာယာရှင်ကျေးမှုမြို့ကြီးတွေအများကြီးရှိခဲ့ပြီးဒီမြို့တွေထဲမှာလူတန်းချီမဟုတ်ပေမဲ့လူအများအပြားနေထိုင်ခဲ့ကြပါတယ်။သူတို့ဟာကြီးမားတဲ့ဘုရားကျောင်းတွေနဲ့နန်းတော်တွေကိုတည်ဆောက်ခဲ့ကြပါတယ်။အံ့ဩစရာကောင်းတာကဒီအဆောက်အအုံတွေကိုယနေ့ခေတ်စက်ရန်တရားမရှိပဲတည်ဆောက်ခဲ့ကြတာပါ။မာယာယဉ်ကျေးမှုဟာသူတို့ခေတ်အတွက်အရန်တိုးတက်ခဲ့တဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။သူတို့ဟာတုံညဆိုတဲ့အယူအဆကိုတောင်အသုံးပြုခဲ့ကြတာပါ။ဒါအပြင်ခြေတွေကိုလေ့လာပြီးနေချက်ချင်းလချက်ချင်းတွေကိုခံမှန်းနိုင်ခဲ့ကြပါတယ်။မာယာကလင်ဒါဟာလည်းယနေ့ထိနာမည်ကြီးနေစေပါ။2012ခုနှစ်မှာကဘာပြတ်မယ်ဆိုတဲ့ကောလဟာလတောင်မာယာကလင်ဒါကြောင့်အင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့ပူပါတယ်။မာယာလူအဖွဲ့အစည်းမှာဘယင်တွေရောဟစ်တွေနဲ့လေသမားတွေလိုအဆင့်အတန်းခွေခြားမှုရှိခဲ့ပါတယ်။ဘယင်တွေကိုတော့နတ်ဖျားတွေနဲ့ဆက်သွယ်နိုင်သူလို့လူတွေယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်ဘယင်တွေအပေါ်အာဏာအလွန်ကြီးမားခဲ့ပါတယ်။မာယာယဉ်ကျေးမှုမှာဘာသာရေးကအရန်အရေးကြီးပါတယ်။သူတို့ဟာနတ်ဖျားတွေကိုကြီးနတ်စေဖို့ရပ်ပူဆုံမှုတွေလုပ်ခဲ့ကြပါတယ်။တချို့အခါတွေမှာတော့လူသားရပ်ပူဆုံမှုတွေလည်းရှိခဲ့ပါတယ်။ဒီအရာဟာယနေ့လူတွေကြားမှာမာယာယဉ်ကျေးမှုကိုပို့ပြီးရုပ်ဝက်ဆန်းကျယ်စေခဲ့ပါတယ်။ဒါပေမဲ့8ရာစုနဲ့9ရာစုလောက်ရောက်လာတဲ့အချိန်မှာမာယာမြို့ကြီးတွေဟာတဖြည်းဖြည်းစတင်ပျက်စီးလာခဲ့ပါတယ်။လူတွေဟာမြို့တွေကိုစွန့်ခွာသွားကြပြီးအဆောက်အအုံတွေဟာတောအုပ်ကြီးထိပ်မှာတဖြည်းဖြည်းဖုံးလွှမ်းသွားခဲ့ပါတယ်။သိပ္ပံပညာရှင်တချို့ကတော့အကြီးမားဆုံးအကြောင်းအရင်းဟာမိုးခေါင်မှုလို့ယုံကြည်ကြပါတယ်။မာယာရှင်ကျေးမှုစိုက်ပျိုးရေးအပေါ်အများကြီးမှီခိုခဲ့ကြပါတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာမိုးခေါင်လာတဲ့အခါအစာရေစာရှားပါလာပြီးလူတွေဟာအငတ်ဘေးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အခြားသီအိုရီတစ်ခုကတော့မာယာမြို့ပြနိုင်ငံတွေကြားစစ်ပွဲများပြားလာခဲ့တာပါ။မာယာတွေဟာအင်ပါယာတစ်ခုတည်းမဟုတ်ပဲမြို့ပြနိုင်ငံများစွာနဲ့ဖွဲ့စည်းထားတာပါ။ဒီမြို့တွေဟာအချင်းချင်းစစ်တိုက်ခဲ့ကြပြီးအချိန်ကြာလာတာနဲ့အမျှရှင်ကျေးမှုကိုအားနည်းသွားစေခဲ့ပါတယ်။တစ်တောတွေအများကြီးဖျက်တောက်ခဲ့တာကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးလာခဲ့ပါတယ်။ဒါဟာရေရှားပါမှုကိုပိုဆိုးစေခဲ့ပြီးနောက်ဆုံးမှာတော့မာယာရှင်ကျေးမှုပြိုလဲစေခဲ့ပါတယ်။ပြိုလဲသွားခဲ့ပြီမဲ့မာယာလူမျိုးတွေလုံးဝပျောက်သွားတာတော့မဟုတ်ခဲ့ပါဘူး။ယနေ့ထိမာယာလူမျိုးအဆက်အနွယ်တွေဟာအလေအမေရိကဒေသတွေမှာနေထိုင်နေစေပါ။သူတို့ဟာဘာသာစကားနဲ့ယဉ်ကျေးမှုတချို့ကိုဆက်လက်ထိန်းသိမ်းထားကြပါတယ်။တခါတုန်းကအလွန်တိုးတက်ခဲ့တဲ့ယဉ်ကျေးမှုကြီးတစ်ခုကြီးမားတဲ့မြို့တွေအံ့ဩစရာအဆောက်အအုံတွေနက္ခတ္တဗေဒတွေဒါပေမဲ့တဘာဝဗေဒစစ်ပွဲများနဲ့လူသားတွေရဲ့ဆုံးဖြတ်ချက်တွေကြောင့်မာယာယဉ်ကျေးမှုဟာတဖြည်းဖြည်းသမိုင်းထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။တင်တို့ကဟောမာယာယဉ်ကျေးမှုပြိုလဲသွားရတယ်အကြောင်းရင်းကိုဘာကြောင့်ထင်ပါသလဲ